မနှက်ဖြတ်ဆိုတာလူတိုင်းမှာရှိနိုင်ပေမဲ့မနှက်ဖြတ်မှာတော့လူတိုင်းမရှိနိုင်ပါဘူး။ဒါကြောင့်ကံဉာဏ်ဝိရိယနဲ့ဆင်ခြင်ဖို့အားလုံးကိုအရင်ဆုံးကြံပြပြရစေ။ဒီနေ့မှာတော့2026ခုနှစ်ဖေဖော်ဝါရီလအတွက်တနင်္လာသားသမီးများရဲ့ကံကြမ္မာကိုဟောပြောပေးသွားမှာဖြစ်ပါတယ်။တနင်္လာသားသမီးများအတွက်ဒီလဟာကြည်လင်အိမ်များတဲ့ကံတရားကိုပိုင်ဆိုင်ထားတဲ့လဖြစ်ပြီးမိမိရဲ့စိတ်ကူးအိမ်မက်တွေအကောင့်ထဲပေါ်နိုင်မဲ့ထူးခြားတဲ့လသလဖြစ်ပါတယ်။ငွေရေးကြေးရေးအနေနဲ့ဒီလဟာလက်ရွှေမဲ့လဖြစ်ပြီးမမျှော်လင့်ပဲလက်ဆောင်ပစ္စည်းတွေရရှိတတ်တယ်လို့အကျွေးဟောင်းများလည်းပြန်လည်ရရှိကြပါတယ်။လူမှုရေးအနေနဲ့တင်းရဲ့ဆွတ်ဆောင်မှုအားကောင်းနေတာကြောင့်ပတ်ဝန်းကျင်မှာမျက်နှာပွင့်နေပါလိမ့်မယ်။အရှိရေးအနေနဲ့အိမ်တောင်တွေအတွက်ကတော့မိမိရဲ့လက်တွဲပေါ်စီကနေအကူအညီကောင်းတွေရရှိမှာဖြစ်ပြီးအပြိုလူမျိုးတွေအတွက်ကတော့စိတ်ဝင်စားစရာလူသစ်တွေနဲ့တွေ့ဆုံရခဲ့ရှိပါတယ်။အလောက်ကင်နေနဲ့အလောက်မှာတာဝန်အတစ်တွေတိုးလာလို့ခရီးဝေးသွားရခြင်းဒါမှမဟုတ်နေရာရွှေ့ပြောင်းရခြင်းတွေကြုံရနိုင်ပါတယ်။ဒီအပြောင်းလဲတွေကပဲတင့်အတွက်ကောင်းကျိုးတွေယူဆောင်လာပေးမှာပါ။ပညာရေးအနေနဲ့ဘာသာစကားအသက်ဒါမှမဟုတ်ဤပညာရဲ့အသက်တွေကိုသင်ယူဖို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ကံကောင်းစေမဲ့နံပါတ်တွေကတော့2 5 8ဖြစ်ပါတယ်။ကံကောင်းစေတဲ့နေ့ရက်တွေကတော့တနင်္လာကျသာပတိဖြစ်ပါတယ်။မိမိကိုယ်ကိုယုံကြည်မှုရှိရှိနဲ့ရှေ့ဆက်မယ်ဆိုရင်ဒီလဟာတင့်အတွက်အောင်မြင်မှုတွေယူဆောင်လာပေးမဲ့လတစ်လဖြစ်မှသိကြပါတယ်